မင်္ဂလာပါရှင်မြန်မာကာတွန်းစတိုရီ channel ကနေကြိုဆိုပါရရှင်အခုပြောပြမယ့်ပုံမြင်လေးကတော့အလင်းပန်းတိုင်းပြည်ဆိုတဲ့နတ်သမီးပုံမြင်လေးတစ်ပုဒ်ဖြစ်ပါတယ်ရှင်ထိန်တောင်တွေထက်အလွန်ဝေးတဲ့နေရာမှာအလင်းပန်းတိုင်းပြည်ဆိုတဲ့နတ်သမီးတိုင်းပြည်လေးတစ်ခုရှိပါတယ်အဲတိုင်းပြည်မှာနတ်သမီးလေးတွေအားလုံးဟာပန်းပွင့်လို့လှပပြီးမိတာတရားတွေပြေးသွားကြပါတယ်နတ်သမီးတိုင်းပြည်ကိုအလင်းပန်းကြီးတစ်ပွင့်ကကာကွယ်ပေးရပါတယ်အလင်းပန်းကြီးလေးတွေတိုင်းပြည်ကပျော်ရွှင်နေကြပါတယ်ဒီနေ့မှာတော့အလင်းပန်းကြီးကမလဲတော့ပါဘူး။နတ်သမီးလေးတွေအားလုံးကလည်းစိုးရိမ်လာကြတယ်။အလင်းပန်းကြီးကမေတ္တာတရားနည်းလာရင်နှိမ်သွားတတ်တယ်။နတ်သမီးလေးတွေကမေတ္တာကိုပြန်ရှာရမယ်ဆိုပြီးတော့လူလောကကိုတွားကြပါတယ်။ရွာလေးတွေမှာကလေးလေးတွေကတရက်ကိုတရက်ကိုညီနေတာကိုတွေ့လိုက်တယ်။ကလေးလေးတွေကလာပါအတူတူကစားရအောင်ဆိုပြီးတော့ပျော်ရွှင်နေကြပါတယ်။ကလေးလေးတွေရဲ့မေတ္တာကြောင့်အလင်းရောင်လေးကပြန်ပေါ်လာခဲ့ပါတယ်။နတ်သမီးလေးတစ်ပါးကပြောလိုက်တယ်ဒါမေတ္တာတရားပဲနတ်သမီးလေးတွေကနတ်သမီးတိုင်းပြည်ကိုပြန်ပြီးတော့လာကြတယ်အဲဒီအချိန်မှာအလင်းပန်းကြီးကလည်းပြန်ပြီးလင်းလာပါတယ်နတ်သမီးလေးတွေကတိုင်းပြည်မှာပြန်ပြီးပျော်ရွှင်နေကြတယ်ဒီနေ့ကစပြီးတော့နတ်သမီးတိုင်းပြည်ဟာလူလောကရဲ့မေတ္တာကြောင့်အမြဲလင်းလက်နေခဲ့ပါတယ်မေတ္တာတရားဟာတိုင်းပြည်ကိုတော့လင်းလက်စေပါတယ်ကလေးတို့ရေပုံမြင်လေးကတော့ဒီလောက်ပါပဲเนาะနောက်ထပ်လေးဒီတက်ကောင်းတဲ့ပုံမြင်လေးတွေတင်ဆက်ပေးအောင်မှာမို့လို့ channel လေးကို like and subscribe လေးလုပ်ထားပေးကြပါဦးเนาะ